စီကံစပြားလေးတိတ်ပြီးလွမ်းနာကြရသမားလေးဆွေကိုချစ်ရတဲ့ပကွက်ကြားလေးဘေးမှာမရှင်းဒီလက်ဖွာလေးမနှွေးမင်းစတဆဖြတ်သွားတဲ့နေ့ကိုငါဝင့်ညစ်ထွက်သွားလည်းမမေ့မင်းမရှိဘွားရှောင်းလန်းချမ်းတာမို့တီးနှုတ်ထက်ကြောင်ကရန်လွမ်းတာမျိုးမင်းတွေတဲ့ရဖို့ဆိုမနှလုံးသားတစ်ခုလုံးလောင်ချမ်းစမ်းပွားလို့ပြောတဲ့ကောင်မင်းမာယာကြောက်ခွန်းနဲ့နောက်တစ်ခေါက်ပြန်ပြီးထောင်ဖန်းစမ်းမှာပြောမင်းတို့သိလာတဲ့လိပ်ပြလေးဘယ်တော့မှမနာမဲ့ခေါင်ရမ်းပန်းဟာကိုခဏငါတောင်းတဲ့သူ့အတွက်တဘွားလုံးစားသိကြမိနေတဲ့ကိုအလုံးမီးခွက်ထွက်ရှာတဲ့သူအလွမ်းစိတ်ကိုပြန်မဖြစ်တာမိနေတဲ့ကိုမင်းစိတ်နဲ့ပဲတိမှတိနေတဲ့ကိုနာရီကိုပြန်ကျင်ညာမိနေကြတယ်လို့တယောက်တည်းကြည့်တဲ့ရုပ်ရှင်မှာခွန်ခွာပြီးတန်းနေကြာစီတဲ့အမြဲပို့လမ်းခွဲစကောက်ပုံတွေမတွက်ကြည့်လမ်းခွဲတဲ့ခါပုံတွေမဖြတ်ကြည့်ငါဖုန်းတစ်ခုလုံးမင်းတပ်ပုံပြေပဲလို့မှနေတင်ပြန်လာမယုံနေတတ်သေးငါ့ကိုလို့သုံးတော့ကုန်နေတက်ပေးလဲမင်းအမတစ်ခုကြံကုန်ချဖြတ်ပေးမယ်